မနစ်က Nottingham Forest ရဲ့ရှုံးကျွေးတွေကိုပြန်ဆက်သွားမဲ့ Manchester United အားလုံးပဲမင်္ဂလာပါ90 minute new ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ Manchester United ကတော့မနက်ဖြန်ကစားမဲ့ Forest ကိုတောထွက်အောင်တီးပေးဖို့ဒီကနေ့မှာပဲ The City Ground ကိုခီးနေတော့မှာဖြစ်ပါတယ်။ United ကလက်ရှိခြေစွမ်းရအမြင့်ဆုံးတက်နေရမှာရှိနေပြီးအသင်းလိုက်ယုံကြည်မှုအားကောင်းနေတာဖြစ်ပါတယ်။ဒီအဒီမှာခေါ်ယူထားတဲ့အမ်ပူမိုကွန်ညာရှက်ကိုတို့ရဲ့တိုက်စစ်စွမ်းဆောင်ရည်ကတွင်းကိုရှစ်ကိုအထိရရှိအောင်စွမ်းဆောင်ထားပြီးတော့ကိုသမားဆန်နီလမ်မန်ရဲ့ထူးချက်လက်စွမ်းတွေနဲ့အတူအကောင်းဆုံးနေထားမှာရှိနေတာဖြစ်ပါတယ်။တစ်ဖက်က Nottingham Forest ကတော့မနစ်က United ကို Premier League နှစ်ကြော်လုံးမှာအနိုင်တီးထားပေမဲ့ဒီအဒီမှာတော့နိပြအပြောင်းလဲတွေနဲ့အတူရင်းနှီးနေခဲ့တာဖြစ်ပါတယ်။အသင်းကိုလူယိုတင်ရှေယုံတင်ဖြစ်အောင်တိစောက်ပေးခဲ့တဲ့ Nuno Santos ကိုထုတ်ပယ်ခဲ့တဲ့အကျိုးကျေးဇူးတွေကိုခံစားနေရပြီလို့ပြောရမှာပါ။ Nuno Santos ထုတ်ခံရပြီးတဲ့နောက်မှာ Spa တင်းနဲ့အတူ Europa League ဖလားကိုရယူပေးထားတဲ့ Postecoglou ကိုခန့်ခဲ့ပေမဲ့ပြိုင်ပွဲဆောင်၈ပွဲကစားပြီးမှတပွဲမှနိုင်ပွဲမရရှိခဲ့တာကြောင့်ထုတ်ပယ်ခဲ့ပြန်ပါတယ်။အခုတော့ Everton, Burnley, Watford တို့ကိုကင်တွယ်ခဲ့တဲ့နီးပြဟောင်းရှောင်းတိုက်ကိုခန့်ထားပေမဲ့အခြေအနေတွေကကောင်းနေသေးတာတော့မဟုတ်ပါဘူး။တကယ်တော့ Forest ကဆရာများသားတည်လို့ပြောမှာပါ။နီးပြပြောင်းလဲတွေကြားမှာကစားသမားတွေအနေနဲ့ပြောင်းလဲနေတဲ့နီးစနစ်တွေအောက်မှာအသားကျဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ဒါကြောင့်ပဲလက်ရှိမှာခြေစွမ်းပိုင်းရောယုံကြည်မှုပါအမြင့်ဆုံးရောက်နေတဲ့ United ကိုရင်ဆိုင်ဖို့အတွက် Forest တို့ခက်ခဲနေဦးမှာပါ။ဒါပေမဲ့အသင်းမှာရည်ချင်းရှိတဲ့ကစားသမားတွေဖြစ်တဲ့ Gilroy, Anderson, Hudson Odoi တို့ရှိနေတာကြောင့် United တို့ short တက်လို့တော့မရပါဘူး။အမေရိကန်ကလည်းဒီကစားသမားတွေကိုသတင်းစာရှင်းလင်းပွဲမှာချီးကျူးထားသူဖြစ်ပြီး Forest ကိုရင်ဆိုင်ဖို့ခက်ခဲမယ်လို့ပြောဆိုထားသူဖြစ်ပါတယ်။ဒါပေမဲ့ United တို့ကတော့ဒီယာဒီမှာအဘဘက်ကတိုင်ပတ်နေတဲ့ Forest ကိုရှုံးကျွေးတေချာပေါက်ပြန်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။